လေးနိုဘူရဲ့ကျွေးပလဲမိတ်ကလေးပေါ့နော် stock တွေအများကြီးပြန်ဝင်ထားပဲဒါလေးရောက်တာနဲ့ကုန်ပေါ့နော်ဖားလိုက်ကိုအများကြီးသွင်းပေးထားပါတယ်တပူးမှာ1,500ရှိရကွယ်တကယ်ကိုလေလုံးဝ snow bebe soft ခွင်ဆိုတဲ့အတိုင်းပဲလေတကယ်ကို foundation လေးကလေဗာလဲအဝါဖောက်လေးပြပြလေးညက်ထွက်နေရပဲကွယ်ကျွေးပလဲလေးကဘူးပုံစံနဲ့အရင်ချစ်ဖို့ကောင်းတယ်တစ်ခါရောက်တယ်ဆိုပစ္စည်းပြအရင်ပြည့်မြန်နေပေါ့နော်တော်တော်လေးလေးရောင်းရတယ်မှာပါတယ်ဒါလေးကကြတော့ပေါ့နော်မကြည့်အောင်တော်လေးကိုလာတာကွယ်ကြည်ပြောင်ပြီးတော့ပေါ့နော်မိတ်ကက်သားလေးညက်ထွက်နေနည်းနည်းလေးသုံးလိုက်တာနဲ့သူကလေလုံးဝ coverage ကတော်တော်ဖြစ်တယ်ပေါ့နော်ဒီမှာပြပေးမယ်နည်းနည်းလေးသုံးတာနဲ့ coverage ဖြစ်ချက်ကြီးကလေလုံးဝအသားလေးစိတ်ဝင်တဲ့အတွက်ကိုညွှဲသူပြောသူသုံးလို့ရပါတယ်တပူးပေါ်မှာလေဒီမှာကြည့်အောင်ဒီလိုမျိုးအပြည့်ပါတယ်တပူးကိုပြာမှာကွက်မှာစိတ်ကူကြမလို့ Nobu ရဲ့ brand ဆိုရှင် 100% အာမခံတယ်အဲ့တော့မှာမကြည့်လဲဆိုရင်မိမိတို့ရဲ့နေဒီဆိုင်မှာ stock တွေအများကြီးပြန်ဝင်ထားပါပြီတပူးမှာမကြည့်လဲဆိုရင်မိမိတို့ရဲ့နေဒီဆိုင်မှာ stock တွေအများကြီးပြန်ဝင်ထားပါပြီတပူးမှာ1,500ရှိရဆိုတော့ပေါ့နော်မှာကြည့်လဲဆိုမိမိတို့ဘက်ကတော့ Facebook ပဲနေဒီလက်ကွန်လာတာမှာအပိနေမှာရှင် Nobu ရဲ့ jewelry မိတ်ကလေးလိုချင်လဲဆိုရှင်နေဒီဆိုင်မှာ1,500နဲ့မှာအပိနေပြီနော်